ဒီနေ့ချက်မှာတော့ထိုင်းဟင်းဖြစ်တဲ့အုံနိုးကစုံရွက်တုတ်ထက်သားဟင်းလေးဖြစ်ပါတယ်ဒါထိုင်းကစုံရွက်အပွားတွေပေါ့နော်ထိုင်းကစုံရွက်နောက်ပြီးဒီမှာတုတ်ထက်သားလေးနဲ့ပြိုစေတာအုံနိုးဦးရေဒါမကြီးမဲ့ရေဒါငရုတ်တီထောင်မိသားဒါဥစားကြတော့ဘယ်လိုပြောမလဲခညက်ခဲပေါ့နော်ဒါအုံနိုးရေပေါ့နော်ချက်မှာဖြစ်ပါတယ်နောက်ပြီးဒီမှာငရုတ်တီနဲ့ဘိုင်မကူရွက်လေးဖြစ်ပါတယ်ဘိုင်မကူကတော့ရှောင်းမှုဒီရွက်လေးဖြစ်ပါတယ်ပေါ့နော်နောက်ဆိုလက်ကျန်တာတော့ရှောင်းမှုဒီလေးဖြစ်ပါတယ်ပေါ့နော်ရှောင်းမှုဒီရွက်ပါတယ်ရှောင်းမှုဒီနောက်ဆိုမှထည့်မဲ့ရှောင်းမှုဒီအနက်လေးကိုသူလေးနဲ့ပိတ်မှာဖြစ်ပါတယ်နော်ကဲနောက်ဥစားပေါ့နော်အုံနိုးရေပေါ့နော်အုံနိုးရေထည့်မယ်ပြီးရင်အုံနိုးရေထည့်မယ်စလာပြီးဆိုလို့စင်ပါတော့အနေရတဲ့ထိပေါ့နော်ပြည့်ချင်းမွေးဒီမှာပေါ့နော်ပြည့်ချင်းမွေးသွားမယ်ဒီလာတဲ့ချင်းမွေးမှာပေါ့နော်ဒီလာတဲ့ထိပေါ့နော်မွေးမယ်အုံတို့အစီထွက်လာတဲ့ထိပေါ့နော်ပြည့်ချင်းမွေးမှာမယ်အုံတို့ပြည့်လာပြီးဆိုလို့စင်နော်ဒီမှာဒါလည်းငရုတ်ပြီးပေါ့နော်ထဲမှာဖြစ်ပါတော့နော်ငရုတ်ပြီးကဒီလိုတစ်ဖြစ်ပေါ့နော်ငရုတ်ပြီးနဲ့အုံတို့နဲ့ပေါ့နော်ဒီမှာတော့လည်းအုံတို့နဲ့အုံတို့စီနဲ့စီတတ်တယ်နော်ဒီကတော့တက်ခိပေါ့နော်တက်ခိပေါ့အဲ့ဒါနော်ဒီနည်းနည်းလေးဆိုနေခဲ့တာဒီလိုဆိုရင်တော့ဒီနည်းနည်းလေးကျွန်တော်ပြောနော်ဒီစင်ခဏလေးကိုမှဖြစ်တော့ဟုတ်နော်ညောင်လေးနည်းနည်းတန်းလာပြီဆိုလို့ရှိရင်ဒီကတာလေးခက်တာလေးခလိုက်တာဖြစ်ပါတယ်ဒါတကီလိုဒီပါလေးဖြစ်ပါတယ်ပေါ့နော်လာပြီးဆိုလို့ရှိရင်ပေါ့နော်ဘာဖြစ်ဖြစ်စင်တော့ဘုံလို့ကြည့်လေခဏခဏမှာဖြစ်တာလေအစားပြန်နဲ့အစားပိုင်းဖြစ်လာတော့မယ်ဒါတော့ဒီနေ့ရေပေါ့နော်ဒီနေ့ရေနှစ်ဆုံးပဲဖြစ်နော်မရတာမရှိနဲ့ဒါတော့ညက်ခဲ့ဒီလားအဲ့ဒါနဲ့ဖြစ်တယ်ညရီဒီဆုံးလေးနဲ့သုံးဆုံးမထည့်ဘူးနော်ဒီအဆုံးလေးနဲ့သုံးဆုံးမထည့်နဲ့ကိုစက်ထားတဲ့နေရာကပြီးပေါ့နော်နည်းနည်းလေးပေါ့နေကြည့်မှာပေါ့နော်တကယ်တော့ပေါ့နေတဲ့ဆိုစင်မှန်တိုင်းတစ်ထည့်ပေါ့နော်အဲ့ဒီပြရမယ်ဒီလိုမျိုးလေးကိုပေါ်တော့နောက်ပြလိုက်နော်အပေါင်းမြည်ပြရနဲ့အပေါ်လေးနဲ့ခဏနိုင်ဝက်လောက်မြည်အေးလေးနဲ့ပေါ့နော်ဒီအဲ့လေလည်းခဏတည်တာမှဖြစ်ပါတယ်မင်းတို့စက်ကြည့်ဆိုတော့နိုင်ပါပေါ့နော်နိုင်ပါပြီဆိုတော့စက်ပါရန်လာပါပြီဒီကမှာဆိုရဒီလိုခက်လာမှာဖြစ်ပါတယ်ဒီကိန်းနဲ့တက်ထဲပါနော်ဆိုတော့ဒီကိုခက်လိုက်မယ်တော့ခက်လိုက်မယ်ညစုပဲကြည့်ပါဦးဒီဆိုရပါနော်ဒီကောင်တစ်ခေါက်ပြန်တက်ခါရမှာပေါ့နော်ဒီဆိုစိတ်ချိုးလေးစားလို့စင်တယ်ဒီခဏနေကြောက်စင်6ရမယ်နော်ဒါပေမဲ့အိမ်မှာအပွားလေးစားမှပြတဲ့အတွက်ကြောင့်ဆိုရုံနည်းနည်းလေးပြီးသွားအောင်နည်းနည်းလေးခဏထပ်ထားမှာဖြစ်ပါတယ်နည်းနည်းလေးနိုးလာပြီဆိုလို့စင်ဒီမှာဒါမျိုးအရင်ကတော့အစီလိုက်ခဲ့မယ်ဒီနဲ့စားတာဒီမှာဒီကလာစင်းနဲ့ဒီစင်းဒါနဲ့ဒီတိုးပြီးတော့ဒီတိုးကတော့သုံးနိုင်လောက်ကြပါတယ်လို့နော်ဒါဒီတိုးက9ရောက်စာဖြစ်ပါတယ်9ရောက်စာပဲရမှာ3ရောက်စာပဲရမှာတော့မသိဘူးပေါ့နော်အပေါင်းကတော့ကိုယ်ကိုယ်ထည့်ပေါ့နော်ရပြီခဏပဲမကြပါဘူးကောင်းမှာကဲဟင်းတိုးလေးကတော့ဒီနေ့ကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်